လူတိုင်းဟာဒီအချင်းလေးခုကိုတိဆောက်ထိုင်ဒေကြဝါအောင်မြင်ပါပဲသမဏေနဝဗျမဏေနဝမာရိနဝဗျမှုနဝကေနစီဝလောကသမိတိဘယ်နဲ့ဘယ်ပြမဘယ်မှန်မရမှာလာပြီးတန်းစီလို့မရအောင်မြင်မှုတွေရမှာပဲဘယ်သူမှတားလို့မရဘယ်သူမှအဟံတားလို့မရ prohibit လုပ်လို့မရအဲ့ဒီအတွက်ဒီလေးခုကိုတိဆောက်ယူရမယ်လို့ပြောတယ်နံပါတ်1အချင်းရပါတယ်တော့ထကြွလုံလဝရိယရှိခြင်းလူဟာလုံလဝရိယရှိရနံပါတ်1နောက်နံပါတ်2ကထိမ့်သိမ်းစောင့်ရှောက်နိုင်ခြင်းစွမ်းရည်တွေနော်နံပါတ်1ကဝရိယရှိခြင်းဆိုတဲ့စွမ်းရည်ကိုတိဆောက်ရမယ်နံပါတ်2ကထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့ကိုတိဆောက်ရမယ်နံပါတ်3ကမိတ်ဆွေကောင်းရှိခြင်းဆိုတဲ့အရေးရှင်ကိုတိဆောက်အောင်နောက်နံပါတ်4ကအသက်မွေးမှုမှန်ကန်ရမယ်ဘုံကအမြဲတမ်းပြောတယ်ပြန်စဉ်းစားလိုက်ရင်နောင်တမရတဲ့အလုပ်မျိုးကိုလုပ်တော့လို့ဒီကနေ့ခေတ်ကစီးပွားရှာလို့သိကောင်းတယ်ဒီကောင်ကြီးမနေ့ကဘုံပြောပြီဒီကနေ့ခေတ်ကစီးပွားရှာလို့သိကောင်းတယ်ဒါပေမဲ့တရားသဖြင့်စီးပွားရှာဖို့တော့ခက်တယ်ကိုယ့်ရဲ့အကြောင်းချမ်းသာလာတဲ့အကြောင်းကြီးပွားလာတဲ့အကြောင်းကိုပြန်စဉ်းစားလိုက်ရင်လူတွေဒုက္ခပေးပြီးမှကြီးပွားလာတာဆိုရင်ဘယ်တော့မှဒါပြောစရာမကောင်းဘူးသူများမျက်ရည်ဇက်နဲ့ဘဝကိုတိဆောက်ရတယ်ဆိုတာမကောင်းဘူးသူများမကြည်မနှက်ဖြစ်နေတဲ့အခြေအနေကနေဘဝကိုတိဆောက်ရတာအောင်မြင်မှုကိုတိဆောက်ရတာဒါမကောင်းဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကချမ်းသာမှုကိုရှာဖွေတဲ့အခါသူတော်ဘာကိုမထိခိုက်ဖို့လိုတယ်ဒါကြောင့်တရားသဖြင့်အသက်မွေးရမယ်ဆိုတော့အရေးချင်းလေးခုကိုဘုန်းကအခြေခံအဖြစ်ပြောခဲ့တယ်နော်နံပါတ်1ကဘာရှိရမလဲထားကြွလုံးလားဝရိယရှိရတော့နောက်နံပါတ်2ကဘာရတော့ထိမ့်သိမ်းဆောင်ရှောက်နိုင်စွမ်းရှိရကိုလည်းထိမ့်သိမ်းဆောင်ရှောက်နိုင်မယ်ကိုရှာဖို့လို့ရလာတဲ့စီစဉ်ဥစ္စာယရနာတွေပိုင်ဆိုင်မှုတွေကိုလည်းထိမ့်သိမ်းဆောင်ရှောက်နိုင်လည်းရှိရမယ်နောက်နံပါတ်3ကမိတ်ဆွေကောင်းရှိရမယ်မိတ်ဆွေကောင်းဆရာသမားကောင်းဒါအလုံးတန်အရေးကြီးတယ်နောက်နံပါတ်4ကကျတော့တရားသဖြင့်အသက်မွေးရမယ်အသက်မွေးရကြောင်းဆင့်ကျဲဖို့လိုတယ်အဲ့ဒီ၄ခုဒီအချင်း၄ခုကိုတိဆောက်ထိုင်မအောင်မြင်တဲ့သူတယောက်မှ